စိတ်နဲ့သူ့တရားလို့ရှိတော့သူစောက်ရှောက်ဖို့သူတရားရမှာရတော့ဒီဆိုတာအဲ့ဒါသိပြီးသိပြီးရတမီးခေကလာပါပြန်လာပြီလားတချင်းဆိုပြီးသိတာတောင်းခဲ့ရအဲ့ပြတ်များရတယ်ဟုတ်တယ်ဒီနေ့ဘုရားမလူအများကြီးပဲပြတ်များရဟုတ်တယ်နော်တော့ပေါ့ပြန်တိုင်းမိကိုပြပတ်စံအများကြီးရတယ်မိကိုဝင်လာကြပြောပြီးဝင်လာတမီးကဘာဖြစ်နေတာမျိုးမိလေဒီနေ့မှထူးထူးဆန်းဆန်းတမီးဘာဖြစ်လို့မျက်နှာမကောင်းဖြစ်နေရတာလဲဟမ်ခါလဲဆိုရင်လောကမှာသမီးတရားပဲအပြုံလုံးနေတယ်တွေ့ဒီမြင်နေရအခုကသမီးပြည့်တယ်မျိုးဘာဖြစ်လို့ဘောကိုကြောင့်ဘောဟမ်ဟိုလေလေဘာလဲကိုကတရားတစ်ချက်ပဲပိုက်တယ်ဟုတ်ကဲ့တရားတစ်ထုတ်ပဲဆိုကျတော့ထုတ်လေအေးအဲ့ဒါဘာကိုကြောင့်လဲလုံးတာအဲ့ဘုရားတော့တာကပြီးပြီလေတမီးဘာဖြစ်ဒီကနေ့ကမတက်ဘူးဟုတ်ပါဘူးမရလေချာတော့တူရှိရှိကဲပြောပါဦးပြောမနန်းပြောစမ်းငငယ်လေးတွေကသမီးလေးတစ်ခါမှဖေဖေနဲ့မမေတစ်ခါမှမလေးဘူးတဲ့သမီးလေးဘာဖြစ်လာလဲပြောမီးပြောနေတာပဲဖေဖေကတွေးချင်နေတယ်မီးအဲ့လိုမျက်နှာညိုးနေလို့ရှိရင်ဒီလိုရဲ့စိတ်မကောင်းဘူးစိတ်မပြည့်တယ်အပြည့်သိမှပဲရှင်းပြလို့ရသမီးကိုကိုသူများတွေမခေါ်မှသမီးရကြောက်တယ်သမီးလည်းသိရဲ့ဒီမှာထူးထူးဆန်းဆန်းကွယ်သမီးရဲ့ကိုသူများတွေလည်းခေါ်မှကြောက်လို့သမီးကဘာတွေများတွေ့ခဲ့လို့လဲဟင်သမီးကိုဘူးမှမခေါ်နော်သူတွေတော့တစ်သက်လူကနေမှာဟုတ်တယ်မလားဟုတ်တယ်လေအေးတစ်သက်လုံးနေဒီမှာမာရမောပါလေဒီနေ့လေဒီလိုမှမနေရဖျားရှိမှထိုင်ပြီးတော့ချင်းစုံတဲ့အချိန်မှာဟိုချမ်းသာတဲ့မိမတွေကသူတို့ကဆက်လာထက်ကြတယ်လူရဲ့အဲ့ဒါဟိုမမလေးစီကကိုတွေ့ပြီးတော့ကိုရဲတဲ့သူရဲ့ချစ်သူပါတဲ့သူလည်းမမနေစီတဲ့မနေစီကိုတားကန်တော့ကိုရဲပေါ့လေဟုတ်တယ်ဘေဘေအဲ့တော့သမီးကိုမရင်ကြောက်တယ်အမေကအဲ့ဒါစိတ်မကောင်းဖြစ်နေရလားဟာရောသိလို့လားမနေသိလေမမနေစီပဲလည်းသိမှာသိတာသိတာဖေးမေမလေးဦးလေးရတာပဲရှိတယ်သူတို့သိဘူးဒါပဲလေသမီးရဟုတ်တယ်သမီးကိုမသိလေအားသမီးလောကမှာလူမရှာနိုင်မရှာအများကြီးပဲသမီးကောင်းနေထည့်လိုက်အဲ့ဒါဟုတ်ပြီလားစိတ်မကောင်းလို့ဖြစ်ပါနဲ့ပြောနေတယ်သမီးကအမေပြောနေတာဟုတ်နေရဲ့ဩသူရည်စားနဲ့သူလို့ရုပ်ချင်စင်လို့ဖြစ်မှာတော့သမီးရဲ့လူမားလာလို့ဖြစ်မယ်လေအဲ့ဒါကိုသမီးတွေကဆန္ဒကောက်ပြီးတော့ဘာဖြစ်လို့စိတ်မကောင်းဖြစ်နေရတာလဲကဲပြောနေဘောနမနှစ်ယောက်စားလိုက်တောင်းလိုက်တဲ့ထိုင်လိုပဲနေပေါ့နော်အမေဒီစားကြမယ်ဒီမေခမင်းဝမ်းကျင်လာပြီးချင်းမဝင်းကျိုးရဲ့ငါ6ကြော်လေးရဲ့ငပိတောင်းလေးရဲ့ဘူးညွတ်တိုးစရာပြတ်သားတယ်ကဲသမီးတို့စားကြမယ်ဟေးဘာလဲမစားဘူးအေးလေပြောအစီအတိုင်းပို့ပေးရနော်ဩသမီးလေးကိုစိတ်လှုပ်ရှားသွားတဲ့တော့သမီးလည်းထိတ်တယ်နော်သမီးပြည်တော်နေမရမှာသမီးကနှလုံးယောဂပဲလေသမီးအခုစိတ်ချိကြိုက်တာနဲ့သမီးနှလုံးယောဂကခါဖောင်းနေအောင်မယ်ဟုတ်လားဒီပြောအခုဘာမှမသိဘူးလားဘာကန်တော့မသိဘူးအဲ့ဆိုကိုကညီမလေးကိုချစ်ကိုပြရတယ်ဟမ်မလေးစိတ်မကောင်းတဲ့ချက်မှာကိုကချစ်ကိုပြမှာဩသိပြီမမေသိပြီညီမလေးပြောသွားအောင်ကားကတစ်ချင်းဆိုပြရမယ်တဲ့ဟုတ်တယ်ဟိုခုနတောင်းတော့ချစ်စောပြပြီးကြိုက်တယ်ရအောင်အဲ့တစ်ချင်းဟုတ်တဲ့တစ်ချင်းဆိုတာကိုတာထားအခုသမီးစားကြမယ်စားကြည့်တယ်ကိုတစ်ချင်းဆိုပြပြီးမှစားမယ်တဲ့မကြိုက်တစ်ချင်းဆိုရင်သမီးစားမယ်တို့မောင်နှမနှစ်ယောက်ကိုလက်ထားသမီးဝိုင်းကတော့လေတိုးတော့မယ်ကဲလာတိုးလို့လည်းများပဲလက်စုပ်သားတော့မယ်လားဒါကချင်းစုပြမှာကိုကချင်းစုပြမှာသမီးချင်းနာမယ်သမီးပြောဒါဆိုနည်းနည်းကြီးပြချင်းစုပြလာနော်အဲ့ဒါမှညီမလေးကပြောမှာသူမျက်နှာညိုးတာဖေဖေကမပြောချင်ဘူးနော်မောင်မပြောပြီနော်မောင်မနော်
ပြောအောင်ထားဟုတ်ပြီလားရှင်းပြလိုက်ဒီကဖေးဖေးတမင်ဖေးရတယ်မပါဘူး โอเคဟာနောက်တစ်လို့လာစားမယ်နော်ဟောတော့ပါညီမလေးချင်းဆိုကြ ဘာချင်းစောမှာလဲ ဒီကဟောလေညီမလေး ပိတ်ဆပါလေဆိုပါ နောက်ကြည့်ပါတော့ အေးဟုတ်ပြီချင်းစောလာသိကြမယ်နော်နော်ဒီတမင်တစားမယ်နော် ကျင်းတဲ့ โอเคဟုတ်ချင်းစောမယ်ပယံစားတယ်ဒီချင်းရတမင်ရစားတယ်ချင်းစောလာ